ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအောင်စေဒုတိ channel မှာပြန်လဲကြိုးဆိုလိုက်ပါတယ်ကဲမနေ့ကကျွန်တော်ရှစ်ခွန်လိုက်ဗျာနော်အားလုံးပေါက်ကြမယ်လို့ထင်ပါတယ်ဗျာနော်ကျွန်တော်တို့မနေ့ကကနန်းကြီးကင်နေကနန်းကြီးပဲထွက်ပါတယ်ဗျာနော်ကျွန်တော်ရှစ်ခွန်ဆိုပြီးတော့ကနန်းကြီးထပ်ထွက်တယ်ကဲညနေတော့ကျွန်တော်တို့ဂျာကနန်းကင်ကြည့်မယ်ဗျာနော်ကဲကျွန်တော်ရဲ့အဖွဲ့ဝင်တွေလည်းပေါက်ကြတယ် YouTube မိတ်ဆွေတွေလည်းပေါက်ကြတဲ့အတွက်ရံဝမ်းလာပါတယ်ကဲညနေလည်းအားလုံးထပ်ပြီးတော့ပေါက်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့တူတူကြည့်လိုက်ကြအောင်နော်ကဲကျွန်တော်တို့ညနေအတွက်ပေါက်ကနန်းလေးမရယူခင်မှာထုံးစံတိုင်းကျွန်တော်ရဲ့အောင်စေဒုတိ channel အကောင့်တစ်လေးကို subscribe နဲ့ရသေးဘူးဆိုလို့ရှိရင် subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့အသစ်တင်တိုင်းကနန်းတွေတင်တိုင်းတွေ့အောင်လို့ subscribe ပြီးနာ notification ခေါင်းလုံးလေးလည်းနှိပ်ပေးထားကြပါဦးကဲဒါဆိုရင်ကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင်နော်ဗီဒီယိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်လည်း like and share လေးနှိပ်ခြင်းဖြင့်ကူညီပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာကဲညနေတော့ကျွန်တော်တို့မနက်ကထွက်ထားတဲ့ကနန်းကို1ချိန်ယူမှာဖြစ်ပါတယ်ဗျာကျွန်တော်3ရက်တိုင်တိုင်းမနက်တစ်လုံးပြန်ကြတယ်ဗျာနော်အဲ့တော့ညနေကျွန်တော်တို့မနက်က8ခွန်ထွက်ထားတဲ့အတွက်ညနေကျွန်တော်တို့8ခွန်1ချိန်ယူမယ်အဲ့တော့ကျွန်တော်ထိတ်စီနဲ့ကတ်မှာပေါ့ဗျာနော်အဲ့တော့ကိုတစ်လုံးကိုကျွန်တော်သိမကြိုက်တယ်ဗျာနော်ဒီညနေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကလိုပဲကိုတစ်လုံးကြံတယ်ကျွန်တော်နောက်ဆုံးနေ့မှထွက်ပါတယ်ဗျာနော်အဲဒါကြောင့်မနေ့ပြန်မှာကိုတစ်လုံးကြိုက်မြရတော့ကိုကျွန်တော်ဖြုတ်ထားတယ်တို့ပေမဲ့လည်းကျွန်တော်မထိမပေါက်ကြီးတယ်မှာ၄ကိုနှစ်ဆိုပြီးတော့ကိုတစ်လုံးပါတယ်ဗျာအဲ့တော့ဈေးကွက်အရဆိုရင်လည်းကျွန်တော်တို့ကိုတစ်လုံးပါတယ်အဲ့တော့ကျွန်တော်ကိုနှစ်ကိုတစ်ကွက်ရှန်ထားတယ်ဗျာနော်ကဲဒါဆိုရင်ဒီလောက်ပါဗျာနော်ညနေအားလုံးကန်အောင်ကြပါစေခင်ဗျာ